အတက်အကျကျန်တဲ့ crypto လောကမှာ stop loss ကအကောင်းဆုံးတငယ်ချင်းဖြစ်ပါတယ်။ stop loss မှာရုတ်တရက်ဖြစ်ပေါ်လာတဲ့ဈေးနှုန်းအပြောင်းလဲကနေကာကွယ်ပေးပါတယ်။ဒါပေမဲ့ stop loss ကိုဘယ်လိုထားမလဲဆိုတာကအရေးကြီးဆုံးဖြစ်ပါတယ်။ Bitcoin ကိုဥပမာထားပြီးတော့လေ့လာကြည့်အောင်။ support level ကိုသုံးပြီးတော့ Bitcoin တစ်ခုကိုဒေါ်လာ3သိန်းဈေးနှုန်းနဲ့ဝယ်တယ်လို့ဆိုကြပါစို့။ဈေးနှုန်းကဆက်ပြီးတက်သွားလိမ့်မယ်လို့ကိုကတော့ခံမှန်းလိုက်ပါတယ်။ဒါပေမဲ့ risk management ကိုဘယ်လိုလုပ်မလဲဆိုတာကိုလည်းကိုကနားလည်ပါတယ်။တကယ်လို့ဈေးနှုန်းက9%ကျသွားရင်ကိုယ့်ရဲ့ trade ကိုအလိုအလျောက်ထုတ်ရောင်းချဖို့စီစဉ်ချင်ပါတယ်။ stop loss ကိုဒေါ်လာ9500မှာချလိုက်ပါတယ်။ဒါကတော့ကိုဆုံးဖြတ်ထားတဲ့ပမာဏဖြစ်ပါတယ်။ဒီပမာဏရှုံးရင်နစ်နာမှုမကြီးလောက်ဘူးဆိုပြီးတော့စိတ်ခံစားချက်မှာမူတည်မှုမရှိတဲ့ဆုံးဖြတ်ချက်ဖြစ်ပါတယ်။ဈေးနှုန်းကဆက်တက်မယ်လို့ခံမှန်းထားပေမဲ့ရုတ်တရက်ကျဆင်းသွားတယ်။ Bitcoin ဈေးနှုန်းဒေါ်လာ9500ရောက်သွားတဲ့အချိန်မှာကိုယ့်ရဲ့ position ကအလိုအလျောက်အလုံးလုံးပြီးတော့ Bitcoin ကိုထုတ်ရောင်းလိုက်တယ်။ stop loss ထိလို့ရှုံးနေပေမဲ့ဒါကကိုအရှုံးခံနိုင်တဲ့ပမာဏဖြစ်ပါတယ်။ဒီနီးလန်းကဈေးနှုန်းဆက်တိုက်ကျဆင်းမှုကြောင့်ကြီးမားတဲ့အရှုံးကနေကာကွယ်ပေးပါတယ်။ stop loss ဟာ risk management မှာအခြေခံကျတဲ့စည်းကမ်းဖြစ်တယ်ဆိုတာကိုတော့သိဖို့လိုပါတယ်။ဒါကြောင့်ဈေးနှုန်းပြန်တက်လာမယ်ထင်ပြီးတော့ stop loss ကိုထပ်ခါမရွှေ့ပါနဲ့။ stop loss သုံးတယ်ဆိုတာကအရှုံးတစ်ခုတည်းကိုပဲကာကွယ်ပေးတာမဟုတ်ပါဘူး။ဒါဟာအရှုံးကိုသိငယ်စေတဲ့နီးလန်းဖြစ်ပါတယ်။